အားလုံးပဲမင်္ဂလာပါခိုက်သူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2025ကုန်တော့မယ်ပေါ့နော်အဲ့တော့2025အတွင်းမှာဘာတွေဖြစ်သွားလဲပေါ့လေပြီးတော့ကျွန်တော်စီမှာစကားပြောတတ်တဲ့အကြောင်းသားတွေရဲ့အတွေ့အကြုံတွေအခုတစ်နှစ်အတွင်းမှာနေမယ်ဂျပန်ကိုကျွန်တော်စီကအကြောင်းသားတွေပေါ့နော်ဒါတော့ကျွန်တော်စကားပြောပဲ trade ပေးတာဆိုရင်ပဲကျွန်တော်စကားပြောတတ်မှာလာ join ထားတဲ့အကြောင်းသားအကြောင်းသူတွေညီလေးညီမလေးတွေအခုဂျပန်ကိုရောက်နေကြတယ်ပေါ့နော်သူတို့ရဲ့အတွေ့အကြုံတွေကျွန်တော်တစ်ချက်ပြောပြပါမယ်ဒါဘာလို့ပြောပြရလဲဆိုတော့အကယ်၍ပေါ့လေကျွန်တော်ကမတိချင်ဘူး agency ကတခုတည်းပြောတာကိုပဲကိုကနားထောင်မယ်ဆိုလို့ရှိရင် agency ပြောတာတခုပဲသိလိမ့်မယ်ဒီရှေ့မှာရောက်သွားတဲ့ senior ရဲ့အတွေ့အကြုံတွေဒီတစ်နှစ်အတွင်းရဲ့အတွေ့အကြုံတွေကျွန်တော်သိရတယ်ဆိုလို့ရှိရင်တော့ဘ ഹു တုဒလေးတွေတခုရမှာပေါ့နော်အကျိုးရှိမယ်လို့ထင်ပါတယ်အစအဆုံးတစ်ချက်လောက်နားထောင်ကြည့်ကြတာပေါ့နော်ကဲဟုတ်ပြီ2025မှာကျွန်တော်ရဲ့စကားပြောအတန်းမှာလာလေ့ကျင့်မှုတွေထင်ပါပေါ့နော်စကောလာနဲ့ရောက်သွားတဲ့လူတွေရှိတယ်ဂျပန်ကိုပြီးသွားလို့ရှိရင်ကျောင်းနဲ့ရောက်သွားတဲ့လူတွေရှိတယ်ပြီးသွားလို့ရှိရင်အလုပ်နဲ့ရောက်သွားတဲ့လူတွေရှိတယ်ပြီးတော့ရင် training နဲ့ရောက်သွားတဲ့လူတွေရှိတယ်ပေါ့နော်ကဲအဲ့တော့ကုန်ပြီပေါ့ဗျာနော်အဲ့တော့ဒီကျောင်းသား၄မျိုးပေါ့ပုံသားတော့အများဆုံးအဖြစ်ဒီဗီဇာ၄မျိုးနဲ့ဂျပန်ရောက်သွားတဲ့လူတွေပဲများတာပေါ့လीနော်ကဲအဲ့တော့နံပါတ်1ကျောင်းသားမျိုးစားအနေနဲ့ပေါ့နော်နံပါတ်1ဂျပန်ကိုသွားတဲ့မျိုးစားအနေနဲ့ကတော့စကောလာနဲ့ရောက်သွားတာပေါ့နော်သူကမြန်မာပြည်မှာတည်းကတီချာလေးပေါ့လေand 2လောက်ထိကိုအောင်မြင်အောင်သူလေ့ကျင့်ထားတယ်လေ့ကျင့်ထားပြီးတော့သူမြန်မာပြည်ကနေပြီးတော့ပေါ့နော်ဒီ scholar ပေးတဲ့ဟာတွေအများကြီးရှိပါတယ်ဝင်ဖြည့်တဲ့အချိန်မှာသူအရွေးခံရတယ်အရွေးချက်ခံရပြီးတော့အခုဂျပန်မှာကျောင်းတက်နေရပေါ့လေနော်ဒါအရန်ကောင်းမွန်တဲ့ရလဒ်ပါဒါကတော့စာတော်တဲ့လူတွေကအတွက်ပေါ့လေနော်စာတော်တဲ့လူတွေကတော့ scholar ရွေးတယ်ဆိုလို့ရှိရင်တော့ပါတာပေါ့လေကဲနောက်တစ်မျိုးကကျတော့ကျောင်းနဲ့သွားတဲ့လူတွေပေါ့နော်ကျောင်းနဲ့သွားတဲ့လူတွေလည်းဒါ2026မှာကျောင်းနဲ့သွားဖို့ရှိတဲ့လူတွေ2029မှာကျောင်းနဲ့သွားဖို့စဉ်းစားနေတဲ့လူတွေလည်းစာလေးကိုတေချာစူးစမ်းပါလို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကျောင်းနဲ့သွားတဲ့လူတွေမှာမှကိုကမြို့ကျောင်းရွေးတာလားနေဘက်ကကျောင်းရွေးတာလားပေါ့နော်ဥပမာကျွန်တော်မြို့ဆိုလို့ရှိရင်တော့ဗျာတိုကျိုရဲ့အိုဆာကာရဲ့ဖူကူအိုကာရဲ့ပေါ့နော်ဒီနေရာမှာဆိုမြို့ကြီးတွေလို့ကျွန်တော်တတ်မှတ်ပြီးတော့အဲ့ဒီနေရာမှာဘာလို့မြို့လို့ကျွန်တော်တတ်မှတ်လဲဆိုတော့တခြားနေရာတော့မြို့မဟုတ်လို့ပြောတာမဟုတ်ဘူးနော်အဲ့ဒီနေရာတွေမှာဆိုရင်ပတ်တိုင်းအလုပ်ရှာရတာပေါ်တယ်ပေါ်တာဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာဆိုရင်ကျွန်တော်ပတ်စံများများရှာလို့ရမယ်ကျောင်းတက်နေနေပေါ့နော်ဒါဂျပန်စာလည်းတင်နေနေပတ်စံရှာလို့ရမယ်ပြောလို့ရှိရင်နောက်နှစ်အတွက်ကျောင်းလာကားတွေပဲကျွန်တော်စုလို့ရမယ်နေစိတ်စားစိတ်ဒီပေါ့နော်အိမ်ဒီပါနေပါပြန်ပို့ခြင်းလည်းပို့လို့ရမယ်ပေါ့နော်ဒီမှာတော့28နာရီအကြောင်းတွေပါတော့ကျွန်တော်ဒီဗီဒီယိုမှာထည့်မပြောတော့ဘူးပေါ့နော်နောက်လာမယ့်ဗီဒီယိုကြားမှာပဲကျောင်းသားနဲ့28နာရီနဲ့ပတ်သက်တာကျွန်တော်ထည့်ပြောရမယ်ပေါ့နော်မျိုးပေါ်မှာရှိရဆိုလို့ရှိရင်လက်ပေးလုပ်တွေရှာလွယ်မယ်ကျွန်တော်ပတ်တိုင်းလုပ်တွေရှာရတာများလိမ့်မယ်ပြီးတော့ senior တွေများတဲ့အတွက်ကိုကူညီပေးမဲ့လူတွေလက်လန်းမိရပေါ့လေနော်ဒါဒီလိုမျိုးအခြေအနေရှိပါတယ်ဒါပေမဲ့လည်းကိုကမြန်မာပြည်မှာတွေကကျောင်းနဲ့သွားမယ်ဆိုရင်လည်းဂျပန်ကိုအကြောင်းနဲ့ရောက်သွားတဲ့လူတွေထဲမှာလည်းသူအကြောင်းလုံးမှာမြန်မာတွေအများကြီးပဲလို့ဂျပန်စာမတိုးတက်လာလို့ကျွန်တော်စီမှာ speaking လာတက်နေတဲ့လူတွေလည်းအခုထိရှိပါသေးတယ်ဂျပန်ကနေပြီးတော့ပေါ့လေနော်အဲ့တော့ဂျပန်ကိုမသွားခင်ကျွန်တော်ပြောချင်တာကတော့ဂျပန်စာလေးကိုတေချာကောင်းအောင်ကြိုတင်ပြင်ဆင်ထားပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ပြီးတော့ငါ interview ကအကြောင်းနဲ့သွားမှာပဲ interview အောင်ပြီးွားပြီပဲเนาะမကြခင်အကြောင်းနဲ့သွားမှာအကြောင်းရောက်ရင်လည်းဂျပန်စာပြင်သင်ရအောင်ပါပဲဆိုပြီးတော့အဲ့လိုတော့စိတ်ထဲမထည့်ပါနဲ့မြန်မာပြည်ပါတွေကတေချာပြင်ဆင်ပါဘာလို့လဲဆိုဟိုရောက်လို့ရှိရင်ကျွန်တော်ကအလုပ်လဲလုပ်ကမယ်စာလဲတင်ရမယ်ကိုတကူကြီးတကားရအောင်ပေါ့နော်အချိန်24နာရီမနေ့လူလုံးနေရမှာចောင်းသားဘဝပင်ပန်းတယ်လို့ပြောရမယ်ပေါ့နော်ចောင်းသား live ကတော့အဲ့တော့စာလုပ်တာကိုကျွန်တော်တိတ်ပြီးအားထည့်စရာမလိုအောင်မြန်မာပြည်ပါတွေကတေချာစာကြိုးစားပါလို့ပြောချင်ပါတယ်ကဲဟုတ်ပြီနောက်တစ်ခုကတခုသိသမားတွေကတော့ကျွန်တော်ပြောရမှာတော့အားနာနေဆိုရင်ပဲပေါ့ဗျာတစ်နှစ်ပြည့်အလုပ်ပြောင်းတဲ့လူတော်တော်များတယ်တခုတည်းကြီးကတစ်နှစ်ပြည့်အလုပ်ပြောင်းလို့ရတဲ့ဟာတွေများတယ်ဆိုတော့ပေါ့နော်သူရဲ့စာချုပ်မှာလည်းအဲ့လိုရှိတယ်ဆိုတော့တစ်နှစ်တစ်ခါပြီးသားတက်တန်းတိုးတာတွေတစ်နှစ်တစ်ခါစာချုပ်ထပ်ချုပ်တာတွေရှိတဲ့အတွက်တစ်နှစ်ပြည့်အလုပ်ပြောင်းကြတာများတယ်ဘာလို့များကြလဲဆိုတော့အလုပ်ထဲမှာအဆင်မပြေတာရောလစာနေတာရောအချိန်ပိုမရတာရောအဲ့ဒါမျိုးတွေရှိတယ်ပေါ့လေနော်အဲ့တော့အဲ့မှာကျွန်တော်ပြန်ပြီးတော့နှစ်ပိုင်းခွဲရမယ်ဆိုလို့ရှိရင်ကိုရောက်တဲ့နေရာပေါ်မူတည်တယ်ပေါ့နော်နေရာကဥမာဧည့်သည်များတဲ့နေရာတွေပဲဖြစ်ဒါမှမဟုတ်လေပေါ့နော်ဧည့်သည်မများဘူးဆိုလို့ရှိရင်တော့မှကဲအဲ့တော့ဧည့်သည်များတွေပါကြဂျပန်ဘက်ကိုတစ်ချက်ထားလိုက်ပေါ့နော်ဟိုမြန်မာပြည်မှာကျွန်တော်သွားတဲ့အထဲမှာတခုသိန်းနဲ့သွားပြီးတော့ပေါ့နော်တစ်နှစ်အတွင်းမှာအချိန်ပိုများများရရလူနဲ့အချိန်ပိုနည်းနည်းပဲရရလူနဲ့အချိန်ပိုလုံးဝမရရလူနဲ့ကျွန်တော်ခွဲပြမယ်နော်ကျွန်တော်စီမှာအရင်ဆုံးသတင်းကောင်းလေးပေါ့နော်အဲ့လိုမျိုးရောက်သွားတဲ့အချိန်မှာအချိန်ပိုများများရရလူတာရှိတယ်ဂျပန်စာကမြန်မာပြည်မှာတည်းကအန်2အောင်ပြီးသွားပြီအမှန်တော့ N3 အောင်ပြီးကြတဲ့ကသူက interview အောင်သွားတာပေါ့နော်ဆက်လုပ်နေနေ interview အောင်သွားပြီဆိုပြီးတော့ဒီမှာဗီဒီယိုနားထောင်နေတဲ့အကြောင်းသားတွေလို့ပေါ့နော်ဂျပန်စာကိုလွှတ်ချလိုက်တာမဟုတ်ဘဲနဲ့ဂျပန်စာကိုဆက်လုပ်နေတာဆီယမ်မတွေပိုင်းတော့ပြန်ဝင်လုပ်လိုက်သေးတယ်ပေါ့နော် N2 အောင်သွားတယ်အဲ့လိုအနေထားမျိုးရှိတဲ့လူကဟိုလဲရောက်တော့ဂျပန်စာအရန်ကောင်းနေတော့သူ့ကိုနီဟွန်ချင်းကပြောရင်စိတ်ချတယ်ပေါ့နော်ဥပမာညဆိုင်နေပါတယောက်တည်းထားရတော့မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်2ယောက်ထားရတော့မယ်ဆိုလို့ရှိရင်ဟာဒီလိုကတော့ဂျပန်စာရပြီးသားငါတို့စိတ်ချရဲဆိုပြီးတော့အဲ့တော့သူ့အချင်းပူတွေများများပြီးတယ်အဲ့တော့
လာတာများထွက်တယ်ပေါ့ဗျာအချိန်ပေါ်များရတယ်ဆိုတော့လေမစိုးဘူးပေါ့လေနော်ဟိုရောက်တော့ဟိုမှာလဲနည်းနည်းဘယ်လိုပြောရမလဲအဲ့လိုဟိုဝန်ထမ်းတွေထဲမှာလဲလီဒါနေရာတွေပါခန့်ထားတွေပါကြုံရတယ်ပေါ့နော်ဒါလီဒါဖြစ်ဖို့အနေထားတွေပါအဲ့လိုမျိုးမဲပေးတာတွေခံရတယ်ပေါ့နော်မဲပေးတာဘယ်လိုပြောမလဲဟိုအားပေးတာတွေခံရတယ်ပေါ့နော်ထောက်ခံတာတွေခံဟိုရတယ်ပေါ့တစ်နှစ်အတွင်းပဲရှိသေးတယ်နော်တစ်နှစ်အတွင်းပဲရှိသေးတယ်ဘာလို့လဲဆိုတော့အရန်တွက်လက်တယ်ဖြက်လက်တယ်တက်ကြွတယ်ဂျပန်စာကောင်းတယ်အဓိကအရေးချင်းပဲပေါ့နော်ဂျပန်စာတစ်ခုတည်းတော့မဟုတ်ဘူးသူ့မှာတခြားအရေးချင်းလည်းရှိသေးတယ်အသက်ကဘယ်တော့မှမရှိသေးဘူး22 23အဲ့လောက်ပဲရှိဦးမယ်ပေါ့နော်အဲ့တော့သူတို့ကအချိန်ပိုများများရတယ်ပြီးတော့တချို့ရှိသေးတယ်နော်ကြားရရပေါ့အဲ့လိုမျိုးကတော့ပုံမှန်အလုပ်ပဲလုပ်ရတယ်ပုံမှန်အချိန်ပဲရတယ်ဟိုသွားလိုက်ပြန်လိုက်တရက်တတိတာအကုန်ဆုံးနေရပေါ့နော်ဟိုနေရာမကောင်းတာလဲပါခြင်းလဲပါမယ်ပေါ့နော်အလုပ်ထဲမှာနေရာမရလို့လဲပါမယ်ဒါပေမဲ့ကျွန်တော်မြင်ရတဲ့လောက်တော့ကျောင်းသားလည်းအဲ့လောက်ကြီးတော်မနေဘူးဘာဖြစ်လဲဆိုတော့လေကျွန်တော်တို့မှာအရေးချင်းတစ်ခုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေးဖို့ position ရပေါ့နော်နောက်ဆုံးဒါဂျပန်ကမပေးရင်တော့မှလောကရဲ့တော့သူဖန်တီးပေးတယ်ရေးချင်းရှိတဲ့လူတွေအတွက်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ပြောရအောင်နည်းနည်းအားတော့နာပါတယ်အဲ့တော့ကိုကပုံမှန်အရေးချင်းလောက်ပဲရှိနေဆိုရင်ကိုယ့်ရဲ့ level ကလည်းဒီနေရာလေးမှာပဲဖြစ်နေတတ်တယ်ပေါ့နော်ပြီးတော့ဟိုပြဿနာကြီးတက်တယ်နော် N3 အောင်နဲ့ပဲဂျပန်ရောက်သွားတယ်ဗျာနော်ပြီးတော့ဘယ်လိုပြောရမလဲဟိုရောက်တော့ N3 အောင်နဲ့ကပြောရင်ဂျပန်လူမျိုးရဲ့စကားကိုနားလည်နိုင်လောက်အောင်အရေးချင်းရှိလားဆိုတော့အဲ့လောက်မရှိဘူးပေါ့နော်ပြီးတော့ N3 ကိုလည်းအောင်မှတ်လေးကြော်လေးနဲ့120လောက်လေးနဲ့အောင်သွားတဲ့အနေအထားလေးတွေမှာအခက်အခဲလေးရှိတယ်ပြီးတော့ဂျပန်သွားတော့မယ်ဆိုတဲ့အချိန်မှာ N3 အောင်သွားလို့ interview ဖြေတော့အောင်သွားတယ်ဒါပေမဲ့ interview အောင်ပြီးတဲ့နောက်ပိုင်းမှာဂျပန်စာကိုဆက်မလုပ်တော့တဲ့အချိန်မှာအရေးချင်းလေးတွေကျလာတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင် N2 လောက်ကိုက3အောင်သွားလဲ N2 ကိုဆက်လုပ်နေရမှာစာနဲ့အဆက်ပြတ်သွားတဲ့အချိန်မှာ speaking ပဲဝင် join နေစကားပြောတော့ရတယ်ဒါပေမဲ့ listening ဘိုင်းနေမှာကြတော့ N2 ကအောင်နားတယ်ဆိုရင်အရင်ပိုကောင်းတယ်ဂျပန်လူမျိုးရဲ့စကားကိုနားလည်တယ်ပေါ့နော်အခုကြတော့ဂျပန်လူမျိုးရဲ့စကားနားမလည်တဲ့အချိန်မှာပြောလို့ရှိရင်နားမလည်တော့မဟုတ်ဘူးနော်အပြည့်အဝမဟုတ်100ခိုင်တော့အပြည့်အဝနားမလည်ဘူးပေါ့နော်ဥမာ100ဘို့ပြောလိုက်လို့ရှိရင်60ဘို့လောက်ပဲတည်တယ်ကျန်တဲ့40ဘို့လောက်ကဖြစ်ပြီးနားထောင်နေရနေဟွန်းချင်းစကားကိုနားမလည်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအခက်အခဲလေးရှိတယ်စုခန်းတာလေးရှိတယ်ပြီးတော့ဂျပန်ကလည်းပေါ့နော်ရောက်ချင်းမှာကြိုးစားလားမကြိုးစားလားရောက်ချင်းမှာတော်လားမတော်လားကြည့်လိုက်တဲ့အချိန်မှာဆုံးဖြတ်ပြီးတော့နောက်ပိုင်းရင်လည်းအဲ့လိုပုံစံပဲဆက်မြင်သွားအောင်ပဲဒါ line ပေါ်မှာတော်တော်များများပြောကြတယ်ပေါ့နော်ရောက်ခါသားအချိန်မှာအရန်ကြိုးစားပြလိုက်နောက်ပိုင်းကျရင်ကိုကအဆင်ပြေသူနေလို့ရတယ်ရောက်ခါသားမှာဂွမ်းနေဆိုရင်တော့နောက်ပိုင်းလည်းစိတ်ချမှာမဟုတ်ဘူးဆိုပြီးတော့ဒါ YouTube မှာဖြစ်ဖြစ် TikTok မှာဖြစ်ဖြစ်ပြောတဲ့ဟိုဂျပန်ရောက်စီနီယာတွေပြောတာလေးရှိတယ်ပေါ့နော်ဒါပေမဲ့ကျောင်းသားတွေကသိမသိကြပါဘူးဟိုသိပြီးတော့နားမထောင်ကြပါဘူးနားထောင်နေဆိုလို့ရှိရင်တော့သိပြီး live မလုပ်ကြပါဘူးနားထောင်တာတစ်ပိုင်း live လုပ်တာတစ်ပိုင်းပေါ့နော်အဲ့လိုပဲရှိတယ်အချိန်ပိုလုံးဝမရတဲ့လူတွေကတော့တိုင်နေပတ်ပြီးတော့ပြောရလို့ရှိရင်တခြားဆိုင်နေတော့မှဟာဒီလူကအဆင်မပြေဘူးဆိုပြီးတော့တခြားဆိုင်ကိုပို့ခံရတာတွေရှိတယ်တခြားဆိုင်ဆိုတာကုမ္ပဏီတူပဲဒါပေမဲ့တခြားဆိုင်တွေပေါ့နော်ဆိုင်ခွဲတွေကိုရောက်သွားတဲ့အပိုင်းတွေရှိတယ်နည်းတော့စိတ်မကောင်းဘူးပေါ့လေနော်ဒါပေမဲ့လည်းစိတ်မကောင်းဆိုရင်လည်းကိုယ်ပုံစံကကိုယ်အရေးချင်းကဒီလိုပုံစံတွေပဲဖြစ်နေတာဆိုတော့ဒါအဆင်မပြေဘူးပေါ့ပြီးတော့ training နဲ့သွားတဲ့လူတွေ training နဲ့သွားတဲ့လူတွေကတော့ဒီ2025အတွင်းမှာတော့ပုံမှန်ပါပဲ training နဲ့ရောက်နေပုံမှန်ပဲလုပ်နေတယ်ဒါပေမဲ့ကြားရတာကတော့ပင်မနေပေါ့နော်ဒါမျိုးတွေကြားရတယ်ဒါလူတိုင်းတော့ဟုတ်ချင်မှဟုတ်မှာပေါ့နော်ကျွန်တော်ဘက်ကပြန်ကြားရတဲ့ဟာလေးအဲ့လိုမျိုးလေးလည်းရှိတယ်အဲ့တော့ဒီမှာပုံစံ၄မျိုးပေါ့နော် scholar ကိုကျောင်းနဲ့ scholar နဲ့သွားရလူကျောင်းနဲ့သွားရလူတခုတိန်းနဲ့သွားရလူ training နဲ့သွားရလူ work visa နဲ့သွားရလူလည်းရှိတယ်နော် work visa နဲ့သွားရလူတွေလည်းဟာခန့်ခိုက်ရှာလို့ခေါ်တယ်ပေါ့နော်ဟိုဝန်ထမ်းဒါပြန်ငှားပြီးတော့လိုအပ်တဲ့နေရာတွေမှာပြန်ချတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာမျိုးတွေလည်းရောက်နေတဲ့လူတွေရှိတယ်အဆင်ပြေလားဆိုတော့လေအဆင်ပြေတဲ့လူလည်းရှိတယ်အဆင်မပြေတဲ့လူလည်းရှိတယ်ဟိုအဆင်မပြေဘူးဆိုတာပေါ့နော်ဟိုကိုကမြန်မာပြည်မှာတော့ဘာဖြစ်ပေါ့နော် work visa နဲ့ဆိုတာဘွဲလည်းရပြီးသွားပြီလုပ်တွေပါလည်းလုပ်ဖူးတဲ့အနေထားလေးရှိတဲ့အချိန်မှာဂျပန်ရောက်တော့အောက်ခြံနေပြန်စဝင်ရတော့ဟိုနည်းနည်းလေးစိတ်ထဲမှာတော့တမျိုးဖြစ်တာလေးလည်းရှိမှာပေါ့ဒါပေမဲ့အလုပ်ဟူသူများဂုံရှိသွားပါဟိုတနည်းလောက်နေလို့ရှိရင်တော့တနည်းလောက်ဖြစ်သွားရင်တော့ဒါပုံမှန်ပြန်ဖြစ်သွားပါတော့ချို့ဆိုလို့ရှိရင်3လလောက်နဲ့နေသားကြွားလူတွေရှိတယ် work visa လည်းဖြစ်တာပေါ့နော်အဲ့တော့ကောင်းလားဆိုတော့အရင်ကောင်းပါတယ်အဲ့မျိုးတွေကတော့ဘွယ်လဲရပြီးသွားပြီဂျပန်လဲရောက်သွားပြီဆိုတော့ပေါ့နော်အဲ့တော့ကျွန်တော်စီမှာဒါအမျိုးအစားတွေအများကြီးပဲဂျပန်ရောက်သွားတာရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကဒီ2025အချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတဲ့လူတွေလည်းရှိတယ်အဆင်မပြေတဲ့လူတွေလည်းရှိတယ်တတိပေးချင်တာပေါ့နော်အခုသွားမဲ့လူတွေကနောက်ပိုင်းကြံတဲ့ចောင်းသားတွေပေါ့နော်ဂျပန်ကိုသွားမဲ့လူငယ်တော်တော်များများဟိုအချက်လက်တွေ line ပေါ်မှာအရန်ပွားနေတော့ data တွေအရန်ပွားနေတဲ့အချိန်မှာသူနားမထောင်တော့ agency ကိုပဲပုံအပ်လိုက်တာလည်းရှိတယ်ချို့ကြောက်လည်းနားလည်းမထောင်လို့စိတ်လည်းမဝင်စားဘူးပေါ့နော်ငါ့ကိုဒီ agency ကရအောင်ပို့ပေးမှာပဲဆိုပြီးတော့ဒီတိုင်းပဲချို့ဆိုရင် interview အောင်ပြီးတဲ့အချိန်မှာစာဆက်မလုပ်တော့တဲ့အပိုင်းတွေရှိတယ်ချို့ကြောက်လည်းဟိုဂျပန်သွားဖို့ဝေးလေးဖြစ်နေတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အချုပ်အနေနဲ့ပြန်ပြီးသုံးသပ်ရမယ်ဆိုလို့ရှိရင်နားဆွင့်တာပါအခုချိန်မှာဟို line ပေါ်မှာအချက်လက်တွေအများကြီးရှိပြီ
ချို့ဆိုရင်လည်းเนาะကျွန်တော် line မှာလည်းချို့တွေ့ကြမလားမသိဘူးဟိုကုမ္ပဏီကဖြတ်သိမ်းတဲ့အထဲမှာပါတာတောင်မှပဲဟာလာဆက်ပြီးတော့ယုံကြည်နေတဲ့လူတွေလည်းရှိသေးတယ်ပေါ့နော်အဲ့တော့ဂျပန်စာမရဘဲနဲ့ဂျပန်ကိုရောက်အောင်လုံနိုင်နေဆိုတာကျွန်တော်ရှေ့ဗီဒီယိုမှာပြောရသလိုပဲအဆက်တွေအရန်ကောင်းပါရမှာဒါတော့မှကိုနဲ့သွေးသားရင်းချပြီးတော့ဆွေမျိုးမကင်ပြီးွားရင်ညီကိုမောင်နှမလိုဖြစ်နေတဲ့တငယ်ချင်းအဲ့လိုမျိုးမှအဆင်ပြေလိမ့်မယ်ပုံမှန်ဒဇိန်တယောက်ကဂျပန်စာမရဘဲနဲ့ဂျပန်ပို့ပေးမယ်ဆိုလို့ရှိရင်တော့မရှိတော့မဟုတ်ရှိရနော်အခု training တွေပိုင်းဆိုလို့ရှိရင်လည်းစကားမရဘဲနဲ့အဲ့လိုမျိုးစောက်လို့ရေးပိုင်းနေပါဒီမှာခေါ်သွားတဲ့လူတွေလည်းရှိတယ်သူတို့ကတော့ဒါစောက်လို့ရေးပိုင်းကအရင်တည်းကပေါ့နော်လူတွေလိုနေတဲ့စောက်လို့ရေးတို့ညမ်းစင်တို့အဲ့အပိုင်းလေးတွေမှာလူတွေလိုနေတဲ့အတွက်ဒီအပိုင်းလေးတွေအလုတ်ကျန်းဖြစ်တဲ့အတွက်ဒါစကားမရလည်းခေါ်တာလေးရှိတယ်ဒါပေမဲ့ပုံမှန်တချို့အလုတ်တွေမှာကြတော့စကားမရပဲလေခေါ်ရဲဆိုလို့ရှိရင်တော့အမှန်ကန်လည်းရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အရန်မအားကြနဲ့ပေါ့နော် view site ပါအဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်ဘာအကြောင်းပြောပြပေးခြင်းလဲဆိုလို့ရှိရင်ဂျပန်သွားတဲ့ခါကျရင်ဒီ2026အတွက်ပြန်ကုန်ကျစရိတ်ပေါ့နော်အခုဒီ2025မှာဖြစ်သွားတဲ့ကုန်ကျစရိတ်တွေတစ်ချက်တွက်ပြီးတော့နောက်ဗီဒီယိုမှာဘယ်ဗီဇာနဲ့သွားရင်ဘယ်လောက်ကုန်ကျမလဲဆိုတဲ့ကျွန်တော်အကြမ်းမြင်ဟာလေးတွေပေါ့နော် work visa ဆိုဘယ်လောက်အကြောင်းဆိုဘယ်လောက် scholar ဆိုလို့ရှိရင်ဘယ်လောက်ပေါ့နော်တင်းစာ scholar ပေါ့နော်ပြောလို့ရှိရင်တခု day ဆိုဘယ်လောက် train ဆိုဘယ်လောက်ပေါ့နော်ဒီဟာလေးကျွန်တော်ဈေးနှုန်းတွက်ပြီးတော့ចောင်းသားတွေရဲ့ကုန်ကြတာဘယ်လောက်ကုန်ကြသွားလဲဆိုတာကိုကျွန်တော်မေးထားတယ်ပေါ့နော်ဥပမာ plan B နဲ့ထပ်သွားရဲဆိုလို့ရှိရင်ဟိုဘယ်လိုပြောရမလဲဂျားရီယာခါတွေဘယ်လောက်ယူရတယ်ဆိုပြီးတော့ပေါ့နော်ဒါကျွန်တော်ယူတာမဟုတ်ဘူးနော်ကျွန်တော်စုထားတဲ့ data အချက်လက်လေးတွေရဒါလေးတွေကိုကျွန်တော်ပြန်ပြီးတော့ဝေမျှပေးချင်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့2025ကလည်းကုန်ပြီအဲ့တော့အဓိကအချုပ်အနေနဲ့ပြောချင်တာကတော့စာလေးတေချာစူးစမ်းကြပါပြီးတော့အရန်မနှုံမအားကြပါနဲ့ပြီးွားရင်ကြိုတင်ပြင်ဆင်ကြပါအချိန်နေအရန်မဖြုံးကြပါနဲ့ဒီ2025အတွင်းမှာကိုနဲ့ကိုတငယ်ချင်းတွေဂျပန်ကိုရောက်နေပြီနောက်ပွင့်လင်းပြရလို့ရှိရင်အရန်ခက်ခဲနေတဲ့အချိန်မှာတော့ယောက်ျားလေးပေါ့နော်ဖေဖော်ဝါရီလအောင်နဲ့ဇူလိုင်မှာရောက်သွားတယ်6လ9လလောက်ပဲကြာတယ်ဒါတူချိုမှာအလုပ်လုပ်နေရပေါ့နော်ဒါယောက်ျားလေးတွေလည်းရှိတယ်ချို့ကြောက်လည်းဟာငါတို့အဆင်မပြေတော့ဘူးဆိုပြီးတော့လက်လျှော့လိုက်တဲ့လူတွေလည်းရှိတယ်ဒါလည်းတစ်ချက်ချိန်ပေါ့လေနော်ဟိုအနာဂတ်ကဘာဖြစ်လာမလဲဆိုတာကျွန်တော်မသိဘူးဆိုတော့ကောင်းရင်လည်းကောင်းလာနိုင်တယ်ပြောင်းရင်လည်းပြောင်းလာနိုင်တယ်ဆိုတော့ပေါ့နော်အဲ့တော့မေးပါဆွေးနွေးပါတိုင်ပင်ပါဒီတိုင်းရက်နေတာကြီးမဟုတ်ဘဲနဲ့စူးစမ်းပါမြန်မာပြည်မှာအောင်မြင်ဖို့အတွက်အဆင်ပြေဖို့အတွက်ဂျပန်ရောက်ဖို့အတွက်ကဘာမှခက်ခဲတဲ့အရာမဟုတ်ပါဘူးဟိုထူးထူးခြားခြားပေါ့နော်ကျွန်တော်ဟလာဟာဟိုနီးလမ်းမှာဒီနီးလမ်းမှာမဟုတ်ဘဲနဲ့ပုံမှန်လေးဂျပန်စာကိုစူးစမ်းသွားပြီးတော့စာမွဲလေးဖြည့်လို့အောင်သွားရဆိုရင်အဆင်ပြေသွားပါလိမ့်မယ်နော်အဲ့ GAPD တွေလည်းအခု12လပိုင်းမှာပြီးသွားပြီအဲ့တော့9လပိုင်းတွေလည်းပြီးသွားပြီနောက်နေ့9လပိုင်းထပ်ရောက်မယ်12လပိုင်းထပ်ရောက်မယ်အဲ့တော့မရောက်ခင်အချိန်မှာတေချာစိတ်ဓာတ်လေးကိုပြင်ဆင်ပြီးတော့အောင်မြင်အောင်စူးစမ်းကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဂျပန်ရောက်သွားလို့ရှိရင်ဂျပန်က NetDesk and3 အောင်နာတာဟင် NetDesk ကဘာလဲဆိုပြီးမသိတဲ့ဒီဟွန်းချင်းတွေအများကြီးရှိပါတယ်အဲ့တော့မသိတဲ့ကောင်တွေကငပိုးတွေပါကွာလို့ပြောကောင်းလဲပြောလိုက်မယ်ဆိုရင်ဒီဂျပန်မှာရှိတဲ့အလုပ် interview တွေပေါ့နော်ဒါဒီဂျပန်လူမျိုးတွေဒါဥပမာပေါ့နေပေါ်တို့ဟလားလူမျိုး interview ဖြေနေတဲ့ဗီဒီယိုကြီးကြည့်လိုက်ပါဂျပန်စာရေးချင်းဘယ်လောက်လဲဆိုရင် JPD Anuni JPD Anu Ichi ဆိုပြီးတော့ဒါဖြေနေရတယ်ရှိတယ်ပေါ့နော် NetDesk တို့ JFD တို့ဒါတွေမကြောက်ဘူးเนาะသူတို့ကမေးတာဘာလဲ JPD ပဲမေးတာအဲ့တော့ကျွန်တော်က JPD ကိုအောင်မြင်အောင်ဖြေကြပါလို့ပဲကျွန်တော်ဒီဗီဒီယိုမှာတိုက်တွန်းအကြံပေးပြောကြားကြပါတယ်ခင်ဗျအဲ့တော့သိချင်တာရှိရဆိုရင်ဒီဗီဒီယိုမှာ comment မှန်ကန်ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာအရန်သိချင်တဲ့ကုန်ကြစရိတ်နဲ့ပတ်သက်ပြီးတော့ဘယ်ဗီဇာဆိုဘယ်လောက်အကြမ်းမြင့်ကုန်ကြလဲဆိုတော့ကျွန်တော်တွက်ချက်ထားတဲ့ဗီဒီယိုရှင်းပြထားတဲ့ဗီဒီယိုကိုကျွန်တော်လုပ်ပေးပါမယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပါဗျာဘိုင်ဘိုင်